Sonaga Premiere ရဲ့ UI အကြောင်းကိုသိသွားပြီဆိုတော့ကျွန်တော်တို့အခု Basic Editing စလုပ်ကြမယ်ပေါ့နော်စလုပ်ကြမယ်ဆိုရင်ဒီ folder 6ခုဖွဲ့ထားတဲ့ရည်ရွယ်ချက်ကိုလည်းသိမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ video edit မလုပ်ခင်မှာ raw တွေစုံရင်လားကို edit လုပ်ရမယ် sorry raw တွေစုံရင်လားတစ်ချက်ကြည့်မယ်စုံပြီဆိုတော့မှ raw တွေကိုဒီ raw ဆိုတဲ့ folder ထဲမှာသွားထည့်မယ်ပေါ့နော်အခုဆိုတော့ဒီမှာ raw ဆိုတဲ့ folder ထဲမှာထည့်ထားမယ်နောက်ပြီးတော့ logo တွေဆိုတာကဒီ resource ထဲမှာသွားထည့်မယ် logo တွေဆိုပါစို့ကျွန်တော်တို့ကိုအပြင်ကနေ client ကလာအပ်မယ်ဆိုရင် client ရဲ့ logo တွေရှိမယ် intro animation ရှိမယ် ending animation ရှိမယ်ဒီလိုဟာတွေကို resource တွေအထဲမှာသွားထည့်မယ်ဆိုတော့ဒီမှာဆိုရင် logo က resource ထဲမှာရှိနေပါမယ်ဒါက raw ပါ resource ပါ okay ဆိုတော့ကျွန်တော်တို့အလုပ်လုပ်မဲ့ timeline တိစောက်ကြမယ်အလုပ်လုပ်မဲ့ timeline တိစောက်မယ်ဆိုရင် sequence တွေကိုဝင်ဒီမှာ new item ဆိုတဲ့နေရာမှာ sequence ကိုတွားခေါ်လို့ရတယ်ဒါကတစ်ခုဒါမှမဟုတ် file ဆိုတဲ့နေရာကနေ new sequence ဆိုပြီးခေါ်လို့ရတယ်ဒါမှမဟုတ် control n shortcut သုံးပြီးတော့လည်းခေါ်လို့ရတယ်ကြိုက်ရတဲ့ခေါ်လို့ရတယ်ဟုတ်ပြီเนาะအခု sequence တစ်ခုတိစောက်မှာဖြစ်တဲ့အတွက် sequence ပြီးတော့ရင် new item sequence ကိုရွေးမယ်ပြီးတော့ရင် setting ဆိုတာလေးကိုရွေးလိုက်မယ်ဆိုတော့ setting နဲ့ရောက်သွားရင်တချို့တွေမှာ custom ဆိုတဲ့ဟာလေးကတန်းမပေါ်ပါဘူးမပေါ်ဘူးဆိုရင် custom ဆိုတဲ့ဟာလေးကိုလိုက်ရှာပြီးတော့ရွေးပါ time base ကိုပုံမှန်ဗီဒီယိုတွေဒီ 29.97 frame per second ရှိပါတယ်အဲ့ဒါကိုရွေးပါ okay ဆိုတော့နောက်တစ်ခုက video ရဲ့ frame size ဆိုတာကကျွန်တော်တို့ဘယ်မှာတင်မှာတော့ဥပမာ YouTube မှာတင်မှာလား Facebook မှာတင်မှာလား TikTok မှာတင်မှာလား okay เนาะဆိုတော့ရိုက်ထားတဲ့ဗီဒီယိုဒီကျွန်တော်တို့ vertical ဖြစ်တယ် vertical ဖြစ်တော့ကျွန်တော်တို့လည်း vertical ratio ကိုယူရမယ်ဟုတ်ပြီเนาะအဲဆိုတော့ vertical ratio ဒီ 10801920 ပါပြီးတော့ရင်ဒီမှာဆိုရင် BASIC basic editing ဆိုပြီးတော့ sequence နာမည်လေးပေးလိုက်ပါမယ်ဟုတ်ပြီเนาะပြီးရင် okay လေးနှိပ်လိုက်ပါ sequence တစ်ခုရလာပါပြီကျွန်တော်တို့ sequence လေးတစ်ခုရလာပြီ frame size လေးတစ်ခုရလာပြီဆိုတော့မှ edit လုပ်မဲ့ raw ကိုဆွဲထည့် drag and drop ဆွဲထည့်ပေါ့နော် drag and drop ဆွဲထည့်လိုက်တဲ့အခါမှာ clip mismatch warning ဆိုတာအမြဲတမ်းပေါ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရိုက်ခဲ့တဲ့ frame size နဲ့ကျွန်တော်တို့ sequence တိစောက်ထားတဲ့ frame size ကမတူလို့ပါ။ဘာမှစိုးရိမ်စရာမရှိပါဘူး။ keep existing setting ကိုရွေးပေးလိုက်ပါ။ရွေးတဲ့အခါမှာကျွန်တော်တို့ setting size နဲ့မတူတဲ့အခါကျရင်ဒီလိုမျိုးလေးတွေ frame တွေပြတ်နေပါလိမ့်မယ်။ frame တွေပြတ်နေတာကိုဘယ်လိုပြန်ပြင်မလဲဆိုတော့ video ကိုပြင်မဲ့ clip ကို right click ထောက်ပြီးသွားရင် scale to frame size ဆိုတာလေးကိုရွေးလိုက်ဒီမှာအပြည့်လောက်နေဖြစ်သွားတယ်ပေါ့နော်အပြည့်လောက်နေဖြစ်သွားတဲ့အခါကျရင်ကျွန်တော်တို့လုံးဝကိုပဲအပြည့်ကိုလိုချင်နေဆိုရင်ကိုပြင်မဲ့ clip ကိုထောက် clip တွေကိုပြင်မယ်ပြောင်းမယ်ဆိုရင်ဘယ်မှာသွားလို့လဲဆိုတော့ effect control ထဲမှာသွားလို့ပါတယ်ဆိုတော့ဖိထားပါ clip ဖိပြီးတော့ ball out ဆွဲချဘယ်ညာဆွဲချပေါ့နော် clip ကိုဒီလိုတစ်ချက်တည်းမနှိပ်ပါနဲ့ double click လည်းမနှိပ်ပါနဲ့ဖိထားပါ left click ဖိပြီးတော့ဘယ်ညာဆွဲကြည့်ပါဆွဲကြည့်လိုက်ရင်ဒါကိုလိုချင်တဲ့ size ရပြီဆိုရင် okay နှိပ်ပါဒါက scale ပေါ့နော် scale အကြည့်သေးလောက်တာနောက်တစ်ခုက position ဆိုတာကအထက်အောက်ဘယ်ညာရွှေ့တာပါကိုလိုချင်တဲ့ frame နဲ့ဝင်သွားအောင် okay เนาะရပြီဆိုရင်ဗီဒီယိုလေးကကိုလိုချင်တဲ့ပုံစံအတိုင်းလေးရသွားပြီ frame တွေလည်းမပြတ်တော့ဆိုတော့နောက်တစ်ခုဗာဆက်ရမလဲဆိုကျွန်တော်တို့ editing စလုပ်ပြီဆိုတာနဲ့ audio ကိုပြန်ဆက်ရပါတယ် audio စစ်တဲ့အခါမှာအခုကျွန်တော် audio meter ကိုဟုတ်ကျွန်တော်ကကိုကြီးထူပါဘောတော့မှလည်းအတန်ကနည်းနည်းလေးတိုးနေတယ်လို့ကျွန်တော်ခံစားရတယ်အဲကြောင့်မလို့အတန်ကိုပြင်နေတယ်ဘယ်လိုပြင်မလဲဆိုတော့ right click ထောက်ပြီးတော့ audio gain မှာတွားပြီးပြင်ခြင်းလဲရတယ်ဒါမှမဟုတ် G shortcut ထောက်ပြီးတော့ normalize max piece to 0ဆိုတာရွေးပြီးတော့ okay နေလည်းပါအဲဆိုရင်သူကအကုန်လုံးကို0မှာထားပေးထားပါလိမ့်မယ်ကျွန်တော်တို့လုပ်တာတော့ဒီ page တော့10နှစ်နီးပါးတော့ရှိဘူးပေါ့အဲ့လိုပေါ့ရားထဲမှာကျွန်တော်အဲ့လို post ကိုပဲ post လုပ်ပြီးတော့ brand တွေကများတယ် okay ဆိုတော့ဒါကျွန်တော်တို့ video လေးလည်း frame size အတိုင်းဝင်အောင်ပြင်ပြီးသွားပြီ audio ကိုလည်းချိန်ပြီးသွားပြီဆိုတော့နည်းနည်းလေးလိုတာလေးတွေအပ်တင်မယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ interview ဖြစ်တဲ့အတွက်မိကုန်းနဲ့အဖြေနဲ့ကိုကျွန်တော်တို့ခွဲထားမယ်ဟုတ်ပြီနော်ဟုတ်ကျွန်တော်ဒီမှာဆိုရင်ဒီတယောက်ရဲ့အဖြေစပါပြီအဖြေစပြီဆိုရင်ဖြတ်တဲ့အခါမှာဒီမှာ razor 2ဆိုတာရှိတယ်
ဒါ tools bar เนาะ tools bar razor tool လေးကိုထောက် click နှိပ်ပြီးတော့ဖြတ်လို့ရတယ်လို့ shortcut အနေနဲ့သုံးမယ်ဆိုရင်ကိုဖြတ်ရှင်တဲ့ click ကလေးကိုထောက် control plus k control k နှိပ်လိုက်ရင်ဒီနားလေးမှာပြတ်သွားမယ်ဟုတ်ပြီเนาะမဖြတ်သေးဘူးเนาะမဖြတ်သေးဘူးဒီတိုင်းပဲထားမယ် ဟုတ်ကိုကျွန်တော်ကကိုညင်ဖြူပါဟိုဘော trauma နဲ့အခုလောက်တာကတော့ဒီနံပါတ်လာလေး online လုပ်တယ် okay ဆိုတော့ဒီနားလေးမှာလည်းမေခွန်းပြန်လာတော့မှဆိုတော့ကျွန်တော်တို့ကြိုပြီးတော့ဖြတ်ထားလိုက်မယ်မေခွန်းကဘယ်အထိလာတာလဲတစ်ချက်နားတော့နေပြန်ကျွန်တော်ကတော့လုပ်တာကတော့ ဒီမှာတော့ဖြည့်နေပြီဆိုရင် control k ဖြတ်လိုက်မယ် okay ဒီလောက်ကလေးပဲလောလောဆယ်အရင်ဆုံးလုပ်ထားပါမယ်ဒီမှာကကျွန်တော်တို့ပြောသွားတာအများကြီးမရှိသေးပါဘူး raw တွေစုံမစုံစစ်မယ်နောက်ပြီးတော့ရင် folder လေးတွေ6ခုမှာသူနဲ့သက်ဆိုင်ရာ folder လေးတွေကို raw ဆိုရင် raw တွေထည့်မယ် sequence ဆိုရင် frame size လေးတွေချိုးမယ် resource ဆိုရင်ကျွန်တော်တို့လာအပ်တဲ့ client ရဲ့ logo ဒါမှမဟုတ်intro animation end animation ဒါမှမဟုတ်သူတို့သုံးတဲ့ text တွေ graphic တွေသူတို့ရဲ့ branding နဲ့ဆိုင်တဲ့အရာတွေပေါ့နော်ဒါတွေကို resource ထဲမှာထည့်ထားမယ် okay ဒါကတော့အကျန်းဖြတ်နေတဲ့အရာဖြစ်ပါတယ်ဒါလေးကိုတစ်ချက်လုပ်ကြည့်ပေးပါဦး